Putin ကိစ္စတော့ကြည့်အောင်အခုက Putin ကဘာပြောခဲ့လဲဆိုတော့ဒီလုံးဝကွာဘယ်လိုပြောမလဲ Ukraine နဲ့ direct peace talk ပေါ့နော်မြင်တဲ့ချင်းဆိုင်ငင်းချရေးကိုဆွေးနွေးကြည့်အောင်ဆိုပြီးမှကန့်လန့်ထားတာရှိတယ်ကွာဒါတော့ကြည့်ရအောင်in Ukraine rather could end as soon as this week as he plans to roll out his peace plan over the next few days. Madeline Rivera is in Washington with all the details. Maddie, good morning. Good morning. So, သူတို့ကတာနော် Ukraine နဲ့ Russia ကတာတကယ်လို့များနှစ်ယောက်တဘိုးတူငီပြီးမှဆွေးနွေးမယ်ဆိုတော့မကြခင်မှာဒီစစ်ပွဲကြီးကအဆုံးသတ်နိုင်ချေရှိတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတော့ President Trump says he wants to move quickly to reach a ceasefire in Ukraine. Here's President Trump on the issue. So do you think Russia and Ukraine can Easter Sunday မှာနော် Monday တော့ကဘာပြောခဲ့လဲ Trump ကပေါ့နော် Imperial ကဒီမှာ Monday ပေါ့နော် Monday တော့ကဘာပြောခဲ့လဲချက်ကြည့်အောင်ဆိုတော့ Ukraine နဲ့ Russia အကြောင်းကိုပေါ့မေးခဲ့တယ်ပေါ့နော်အဒီလ်ရခဲ့ပြီလားဆိုတော့မေးခဲ့တယ်ပေါ့အဲ့ဒီ ceasefire ပေါ့နော်ပြခရစေးအကြောင်းကိစ္စနဲ့ပတ်သက်ပြီးမှ get a deal? So Trump ကတော့ပြောနေတယ်ဟုတ်တယ်တဲ့ very good chance ဖြစ်တယ်အခုရေးပြီးကောင်းလာတယ်ပေါ့နော်ဒီနှစ်နိုင်ငံကြားပြခရစေးဖြစ်ဖို့ကတော်တော်လေးအခြေအနေကောင်းလာတယ်ဆိုတော့ Trump ကပြောနေတယ် The President and Secretary of State Marco Rubio have signaled the U.S. may be willing to take a pass and move on from negotiations if there is no progress. But the President ဆိုတော့သူတို့ကပြောပြီးသားကွာဒီ Secretary of State က Marco Rubio နဲ့ Trump ကပြောပြီးသားကွာဒီရုရှားနဲ့ Ukraine ကြားမှာဆွေးနွေးမှုတွေဘာမှအတူတက်ပြောင်းလဲတာမျိုးမရှိဘူးဆိုတော့ကျွန်တော်တို့ကအဲ့ဒီငင်းချမ်းရဲ့လားစီကနေတော့ထွက်တော့ဆိုပြောပြီးသားကွာအခုနောက်ပိုင်းဒီ Putin ကလည်း Ukraine ကိုနော်ကျွန်တော်တို့ညှိနှိုင်းပြီးပြုတ်ကြည့်အောင်ဆိုတော့ direct offer လုပ်လာတယ်ပေါ့နော်ကန့်ထားတာပေါ့ there will be some resolution. And in a shift, Russian President Vladimir Putin says he may be open to the possibility of bilateral talks with Ukraine for the first time. So bilateral talks ပေါ့နော် bilateral talks ဆိုတဲ့နိုင်ငံချင်းကိုပြောတာပါ Years. Putin saying we have always talked about this. So Putin ကဘာပြောခဲ့လဲသူကိုယ်တိုင်ကနော်သူပြောတဲ့ဗီဒီယိုလေးရှိနေတယ်ဒါပေမဲ့သူပြောတဲ့ဗီဒီယိုကအတန်ကတိတ်မကြည့်တဲ့ခါကျတော့ဒီကနေပဲကျွန်တော် sharing ပြန်လုပ်ပြရစီပေါ့နော်ဆိုတော့ Putin ကတော့ပြောနေတယ်ဒီကိစ္စကြီးကကျွန်တော်တို့အမေရိကန်ပြောနေတဲ့ကိစ္စဖြစ်နေတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က positive attitudes toward any peace initiative ငင်းချမ်းရေးလမ်းစဉ်နဲ့ပတ်သက်လာတဲ့မှန်သမျှကကျွန်တော်တို့အပေါင်းလက္ခဏာဆောင်ပါတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒီ Ukraine ရဲ့နော် Kyiv regime ကနေနော် representative ဒီကိုယ်စားလှယ်တွေနဲ့နော်တွေ့ပြီးမှဆွေးနွေးချင်ပါတယ်ဆိုမှပြောလာတယ်ဆိုတော့ direct ပေါ့နော် direct ညှိနှိုင်းရေးနော် bilateral ညှိနှိုင်းရေးကို Putin ကကန့်လှမ်းလာတယ်ကွာဒါကအဲ့လိုမျိုးမကန့်လှမ်းတာရမ်းကြပြီကွာတနည်းတောင်ရှိပြီတနည်းတောင်ရှိနေပြီပေါ့နော် Have a positive attitude towards any peace initiatives. We hope that representatives of the Kyiv regime will feel the same way. Ukrainian President Volodymyr Zelensky says we are ready to move forward as constructively as possible. So Zelensky ကလည်းပြောလာတယ်ပေါ့နော်ကျွန်တော်တို့က ready to move forward constructively as possible ကျွန်တော်တို့လေလုံးဝအပေါင်းလက္ခဏာဆောင်နေတဲ့နော်ဒီလိုမျိုးတူတက်ရာတူတက်ကြောင်းဆောင်နေတဲ့ဥစ္စာတွေကိုအများကြီးကျွန်တော်တို့အဲ့ဒီဘယ်လိုပြောမလဲဆက်လက်ရှေ့ဆက်ဖို့ ready ဖြစ်နေတယ်ဆိုမှပြောလာတယ်ပေါ့နော်ဆိုတော့အရင်တော့ကလည်းကျွန်တော်တို့လုပ်ခဲ့တာပဲနော်ဆိုမှပြောလာတယ်ဆိုတော့သူကတော့ပြောနေတယ် unconditional ceasefire ပေါ့နော်အကျိုးအကြောင်းမဲ့ဘာမှဒီဘယ်လိုပြောမလဲ condition မရှိတဲ့အပိခရစေးကိုကျွန်တော်တို့လုပ်ချင်တယ်ဆိုမှပြောလာတယ်ပေါ့နော် We have done before to achieve an unconditional ceasefire followed by the establishment of a real and lasting peace. Still the long wa yeshi kan ne ngin chan ye atwat so not the Ukraine ဘက်ကလည်း ready ဖြစ်လာတယ် sides remain deep. Donald Trump ရဲ့မေခွန်းတွေကိုကျွန်တော်တို့မကြည့်ခင်မှာအဲ့ဒီဟာလေးကိုကျွန်တော်နည်းနည်းတော့ရှင်းပြချင်တယ်ပေါ့နော်ပြီးတော့ Donald Trump ရဲ့မေခွန်းတွေမေးတဲ့နေရာတွေကိုကျွန်တော်ပြန်ကြည့်မယ်ပေါ့ဆိုတော့အခုကအနစ်တွင်ကြာလာပြီပူတင်ကအခုလိုမျိုးကွာယူကရိန်းနဲ့ဆွေးနွေးမယ်တိုက်ရိုက်ဆွေးနွေးမယ်ဆိုတာကန့်လန့်တာကဟိုးလွန်ခဲ့တဲ့2021တုန်းက2022တုန်းကကန့်လန့်ခဲ့ဖူးတယ်ပူတင်ကပေါ့နော်ကဲကျွန်တော်တို့ခင်ဗျားတို့ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးကြည့်အောင်ဆိုမှကန့်လန့်ခဲ့ဖူးတယ်အဲ့ဒီတုန်းကနော်ဒီ UK ရဲ့ Prime Minister ကြောင့်လို့ပြောရမှာလား Biden ကြောင့်လို့ပြောရမှာလား
လူတွေကတော့သူတို့အကြောင်းလို့ပြောကြတာပေါ့နော်ပရိသတ်ကတော့ဘယ်လိုခံယူလဲဘယ်လိုယုံကြည်ချက်ထားလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့အဲ့ဒီတုန်းကပူတင်ကကန်လန်းခဲ့ဖူးတယ်ဒါပေမဲ့အဲ့ဒီ UK တို့Biden တို့ကြောင့်အဲ့ဒီကန်လန်းချက်ကိုမအောင်မြင်ခဲ့ဘူးကဲမဆွေးနွေးကြပါနဲ့ချကြပါပေါ့ကျွန်တော်တို့ကလည်းနဲ့ထောက်ပတ်မယ်နောက်ကနေနော် back up လုပ်ပေးမယ်ဆိုပြောခဲ့တဲ့အတွက်ကြောင့်အရင်တုန်းကပူတင်ကကန်လန်းခဲ့ဖူးတာကိုဖျက်ဆီးခဲ့တယ်မအောင်မြင်ခဲ့ဘူးပေါ့အခုကဒုတိယအချိန်ပူတင်ကကန်လန်းခဲ့တယ်ကဲကျွန်တော်တို့ခင်ဗျားတို့ gift ကလည်းပေါ့နော်ခင်ဗျားတို့ Ukraine ကလည်းကိုယ်စားလှယ်တွေကိုလွှတ်ပါကျွန်တော်တို့ကလည်းကိုယ်စားလှယ်တွေလွှတ်မယ်ဒီငင်းချမ်းရေးလမ်းစီကိုဆွေးနွေးကြည့်အောင်ဆိုမှပူတင်ကလည်းကန်လန်းလာတယ်ဘာကြောင့်အခုလိုမျိုးပူတင်ကလည်းကန်လန်းလာတယ်ဆိုတော့ပူတင်မှလည်းသူ့မှာကြာရှုံးမှုတွေအများကြီးရှိလာတယ်ကွာစီးပွားရေးပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နော်ပြီးတော့အဲ့ဒီစစ်ရေးပိုင်းဆိုင်ရာပဲဖြစ်ဖြစ်သူ့ရဲ့တပ်သားတွေကအများကြီးရှုံးခဲ့ရအခုလူငယ်တွေကိုတော့အတင်းအဓမ္မစစ်သားစုဆောင်ရေးတွေလုပ်နေတယ်ရုရှားကလည်း North Korea ကလာပြီးကူညီတယ်ကွာ Iran ကကူညီနေတယ်ကွာဟူသီတွေကကူညီနေတယ်ကွာဆိုတော့ပူတင်မှလည်းသူ့ဘက်မှာကြာရှုံးမှုတွေအများကြီးရှိလာတယ်ကွာတဖြည်းဖြည်းနဲ့သူ့ရဲ့နိုင်ငံမှာလည်းစီးရင်ချမ်းသာစီးရင်မှုတွေစီးရင်မှုအောက်မှာတဖြည်းဖြည်းကျလာတယ်ဆိုတော့ပူတင်ကလည်းတည်နေတယ်သူကိုယ်တိုင်ကတည်နေတယ်ဒီတိုင်းသာဆက်လက်ပြီးစီးရေးကိုအမေရိကန်ရေရှည်တိုက်နေမယ်ဆိုရင်ကျွန်တော်တို့ရုရှားကလည်းနေနာမှုအများကြီးရှိတယ်ဆိုတော့ပြောပြီးသူတည်နေတယ်တကဘာလုံးကလည်းသူ့ကို sanction လုပ်နေတယ်စီးပွားရေးပိတ်ဆို့မှုတွေလုပ်နေတယ်သူ့ရဲ့နိုင်ငံကနော် currency တွေကလည်းကျလာတယ် GDP ကလည်းကျလာတယ်ပြည်သူလူထုကလည်းနော်စီးရဲတာကိုတပိခံလာတယ်ပေါ့နော်ဆိုတော့ဒီကိစ္စကကြာကြီးသွားလို့တော့မရဘူးဆိုတော့သူ့ကိုယ်သူလည်းတည်နေတယ်အဲဒါကြောင့်အခုကဒုတိယအကြိမ်ပေါ့နော်ဒုတိယအကြိမ်ဖြစ်တဲ့တင်နဲ့ကျွန်တော်မားတယ်ဆိုတော့အမားပြပေးလို့တော့ရတယ်ဆိုတော့အခုကပူတင်ကဒုတိယအကြိမ်ယူကရိန်းကိုကန်ဟန်ထားတာဖြစ်တယ်ဒီကိစ္စကလည်းတနည်းအားဖြင့်ပြောရမယ်ဆိုတော့မနစ်တနေ့ကဒေါ်နယ်ထရမ့်နဲ့ဒီမက်ခရိုရိုဘီယိုကလည်းပြောထားတယ်မင်းတို့ကွာကျွန်တော်တို့ညှိနှိုင်းဖို့လာနေတယ်ကွာမင်းတို့ကဟိုချင်းဆွေးလုပ်နေတဲ့နော်ဒီကိစ္စကြီးကမြန်ဆန်လို့ရမယ်ကိစ္စကြီးနော်လုံးဝအခုမပြတ်သားမှုမရှိဘူးပေါ့ဒီတိုင်းသာခင်ဗျားတို့ပြတ်သားမှုမရှိဘဲနဲ့ဟိုဆွေးလုပ်မယ်ဆိုကျွန်တော်တို့ကအဲ့ဒီငင်းချမ်းရဲ့လမ်းစဉ်ကနေနှုတ်ထွက်မယ်ဆိုတော့မင်းတို့ဘာသာမင်းတို့ဆက်ပြီးနော်ကြီးချက်ပြီးလုပ်ကြပေါ့ခင်ဗျားတို့ ready ဖြစ်မှပဲကျွန်တော်တို့ပြန်ခေါ်ပေါ့ဒါဆိုကျွန်တော်တို့ကပြန်လာမယ်ပေါ့ ready ဖြစ်တယ်ဆိုမှ US ကလည်းပြောလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ဘက်ကလည်းစိတ်ကုန်လာတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းခုကပူတင်ကလည်းစပြောလာတယ်လို့ကျွန်တော်တို့သုံးသပ်ရတဲ့မှာမှားလောက်ဘူးကဲဒါဆိုရင်တော့ကျွန်တော်တို့စပြီးဆွေးနွေးရအောင်ဆိုမှပြောလာတယ်ဒါဆိုတော့ Trump ရဲ့မေးခွန်းတွေကိုကြည့်အောင်မနေ့ April 22တုန်းက Trump က media ရင်းစီကနေမေးခွန်းဖြေတာတွေရှိခဲ့တယ်သူတို့ဘာတွေဖြေခဲ့လဲတရုတ်အကြောင်းရယ်ရုရှားအကြောင်းရယ်ကျန်တဲ့ကိစ္စအကြောင်းစုံများသူတို့ကမေးခွန်းတွေမေးထားတာရှိတယ်အဲ့ဒါတွေကို Trump ကိုယ်တိုင်ရောဘာလို့ And now we have it down to a very low number because we're getting 25% from the automobile industry, from autos. We're getting 25% for steel, 25% for aluminum, and we're getting the baseline of 10%. And think of it, we're losing almost $2 trillion on trade. And those days are gone. We're not so tu ka pyo ne bro aku aluminum ro ka ro ne akhun kaw pin na pai ma chano ro ka 5 billion ပေါ့နော်နေ့စဉ်ကျွန်တော်ဝင်ငွေရလာဆိုမှပြောလာတယ်ပေါ့ Again, we're not going to let that happen. We're being ripped off by almost, I don't say every, but very close to every country, everywhere in the world, just being ripped off left and right. You had no leadership. You had people that didn't know what they were doing. And we're going to turn the country around. You know, we have a very nice phrase, make America great again. That's what we're going to do. And it's going to start with trade. So Trump ကတော့ပြောနေတယ်သူရဲ့စိတ်ကတော့မပြောင်းလဲဘူးပေါ့နော်ဒီလိုပါပဲနိုင်ငံတိုင်းကကျွန်တော်တို့နိုင်ငံကိုမြီခူပြီးစားနေကြတယ်ဆိုတော့ကျွန်တော်တို့ကအမေရိကန်နိုင်ငံကိုတူတက်ပြောင်းလဲဖို့လို့ရတဲ့အတွက်စီစဉ်ထားတာဖြစ်တယ်ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့လုပ်မှာပဲအခွန်ကလည်းဆက်လက်သွားမှာပဲတော့ညှိနှိုင်းမဲ့လူကညှိနှိုင်းမယ်ပေါ့ကွာ Really well. I see the stock market was up nicely, but this is a transition period. And it's going to be a little while, but we are doing well. ဆိုတော့အခုက stock market ကလည်းမတင်မငင်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ Trump ကသူကပြောလဲဆိုတော့ transitional period ဒါကအပြောင်းအလဲချိန်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တချို့တရားတွေကမတည်မငင်ဖြစ်နေမှာပဲလို့ပြောတယ်ပေါ့နော်အပြောင်းအလဲပေါ့နော် transitional period ဆိုတာအပြောင်းအလဲကာလပေါ့ကွာ With every country, ultimately we have something they want. ကျွန်တော်နောက်ဆုံးတော့ကျွန်တော်တို့ US ကနော်တခြားနိုင်ငံကလူအပ်နေတဲ့ဟာကိုကျွန်တော်တို့မှရှိနေတယ်ပေါ့ we have something that
we have something that they want ပေါ့နော်နိုင်ငံတိုင်းကလူအပ်နေတဲ့အရာတွေကျွန်တော်တို့မှာရှိနေတယ်ဆိုမှပြောလာတယ်ပေါ့ To view it that way, we have something they want, and they want very badly. And you know, it's going to be they're coming in, they're taking treasure, they're taking jobs when they do that, and they have to pay. And they don't have to pay if they come in and create their own jobs. You know, they. ဆိုတော့ပြောနေတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာလာပြီးမှခင်ဗျအဲ့ဒီနိုင်ငံတွေကျွန်တော်တို့လာပြီးမှဘယ်လိုပြောမလဲအလုပ်တွေစအပြီးတိထောင်လာတယ်ဆိုတော့ခင်ဗျတို့ကိုကျွန်တော်တို့လုံးဝအခွင့်ကောက်မှာမဟုတ်ဘူးပေါ့ကွာသူကတော့တာမန်တဲ့အတိုင်းပုံမှန်တဲ့အတိုင်းပါပဲပုံမှန်အတိုင်းသူပြောလက်ရှိနေတဲ့ຢာတွေကိုတော့ပြန်ပြောတာပါဒါကတော့သူပြောတဲ့ကြားထဲမှာတော်တော်များများကတော့ပရိသတ်တို့ကယဉ်နေမိတာတိပိတာဖြစ်ပါလိမ့်မယ် In the United States, we have absolutely no tariffs, and we welcome people. But ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလာကြပါလုံးဝအခွင့်ကောက်မှာမဟုတ်ဘူးပေါ့ we're taking in a lot of money from tariffs, and our country is getting ဆိုတော့ stronger မလာဘူးဆိုတော့ကျွန်တော်တို့ကအခွင့်ကောက်မယ်ပေါ့နော်အဲ့ဒီအခွင့်ကောက်ခြင်းနဲ့ကျွန်တော်တို့ကပဲချမ်းသာမှာပဲဆိုမှပြောလာတယ်ပေါ့ all the time because the other was not sustainable. ဆိုတော့တရုတ်ဘက်ကလည်းသူကပြောလာတယ်ပေါ့နော် the other is not sustainable ပေါ့ With China, are you going to play hardball with them? Are you going to mention COVID? Well, I'm not going to say, no, I'm not going to mention COVID. I'm not going to say, oh, I'm going to play hardball with China. I'm going to play hardball with you, President Xi. No. ဆိုတော့ကျွန်တော်ကပေါ့နော်တရုတ်နဲ့နော်ချမ်းတန်းတဲ့စစ်ပွဲကြီးသွားမယ်ဘာငယ်လို့ပြောမှာမဟုတ်ဘူးဆိုမှ Trump ကပြောနေတယ်ဘာဖြစ်လို့ဆိုတော့လူတွေကအဲ့ဒီတရုတ်အကြောင်းကိုပဲခဏခဏမေးနေတယ်ပေါ့ဒါပေမဲ့ Trump ကတော့တရုတ်နဲ့ပတ်သက်ပြီးမှသူ့ရဲ့စကားလုံးတွေကရှော့တာတော့အများကြီးကျွန်တော်တွေ့ရတယ်ပေါ့နော်ကဲခင်ဗျားတို့ပြောတဲ့အတိုင်းပါပဲကျွန်တော်ခင်ဗျားတို့ပြောသလိုမျိုးမေးသလိုမျိုးပေါ့နော်ကျွန်တော်ကတရုတ်ကြီးနဲ့ကြမ်းကြမ်းပြီးစစ်ပွဲလုပ်မယ်ကုန်စစ်ပွဲလုပ်မယ်ဆိုတော့ပြောမှာမဟုတ်ဘူးဆိုတော့ Trump ကတော့ပြောနေတယ် No, we're going to be very nice. They're going to be very nice. ဆိုတော့ကျွန်တော်တို့ကကောင်းကောင်းမွန်နေမယ်ကျွန်တော်တို့ nice ပေါ့နော်ကောင်းကောင်းမွန်ဆက်ဆံပေးမယ်ပေါ့ We'll see what happens, but ultimately they have to make a deal because ဆိုတော့ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကြည့်အောင်ပေါ့ဒါပေမဲ့နောက်ဆုံးကျတော့တရုတ်ကြီးကတော့ဒီလုံးမှာတော့တေချာတယ်နော်ကလမှုလုံးမှာတော့တေချာဆိုမှ Trump ကတော့ပြောနေတယ် they're not going to be able to deal in the United States, and we want them involved, but they have to, and other countries have to make a deal. ဆိုတော့နော်ကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ကသွားပြီးမှတရုတ်ကိုဒီလုံးမှာမဟုတ်ဘူးတရုတ်ကလာပြီးမှကျွန်တော်တို့ ਨੇ ဒီလုံးမယ်ဆိုပြီးမှပြောခဲ့တယ်ပေါ့ They don't make a deal, we'll set the deal. Because we're the ones that set the deal. Scott. ဆိုတော့ကျွန်တော်တို့ကနော်အဲ့ဒီကလမှုကို set လုပ်မယ်ပေါ့ကျွန်တော်တို့ကပဲဆုံးဖြတ်ချက်လုပ်မယ်ပေါ့ဆိုတော့ Trump ကတော့ပြောနေတယ် And Howard and myself and others, we're going to be setting the deal, and it'll be a fair deal for everybody, and it'll be. So သူတို့ဘက်ကကန်လှန်ထားတဲ့ deal တွေရှိလိမ့်မယ်ဆိုတော့အဲ့ဒီကျွန်တော်တို့ဘက်ကဆုံးဖြတ်ချက်ချတဲ့ deal တွေကအားလုံးအတွက်ညီတူမျှတဖြစ်နေမယ်နော်တန်းတူမျှတဖြစ်နေတဲ့ deal ဖြစ်လိမ့်မယ်ဆိုတော့ Trump ကတော့ပြောနေတယ် It's going to go pretty quickly. We've spoken to many countries, and we're getting their views on things. You know, ဆိုတော့နော်နိုင်ငံတော်တော်များများနဲ့ကျွန်တော်တို့ကဆွေးနွေးပြီးပြီဆိုတော့သူတို့ရဲ့အတွေ့အခေါ်မြင်တွေကလည်းကျွန်တော်တို့ကနားထောင်တယ်သိရှိနားလေတယ်ပေါ့ things. They have VAT taxes. They have everything you can have. Don't forget, as an example, the European Union was set up to take advantage of the United States. That's why it was set. ဒါကသူကတော့ခဏခဏပြောနေတယ်ပေါ့နော် European Union ဆိုတာကလည်းစာပီတီထောင်ကလေးက United States ကို US ကိုစန့်ကျင်ဖို့လုပ်ခဲ့တာပေါ့အဲ့လိုနဲ့ပဲသူတို့က set up လုပ်နေတာပေါ့နော် They've done that, but they're not doing that anymore. Yeah. ဒါပေမဲ့အခုကသူတို့ကအဲ့လိုမလုပ်တော့ဘူးပေါ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အရင်တုန်းက European Union ဆိုတဲ့ဥစ္စာကြီးကနော် US ကိုစန့်ကျင်ဖို့လုပ်နေတယ်ဒါပေမဲ့အခုတော့သူတို့မလုပ်တော့ဘူးဆိုမှပြောလာတယ်ပေါ့နော် Will you allow, will you prevent Hamas from having any role in governing a post-war Gaza? Will Hamas have to be permanently eradicated for a ceasefire to be reached? Well, we're not going to let Hamas do that, and we're going to see what happens with Gaza. But we've made a lot of progress in the Middle East. Tremendous. Should have never happened. That date, that very special date, October 7th, should have never happened. It would have never happened if I were president. again သူကတော့ပြောနေတယ်အဲ့ဒီ October 7 ကကျွန်တော်ဒါ president ဖြစ်ခဲ့မယ်ဆိုတော့ဒီစစ်ပွဲကြီးကစမှာမဟုတ်ဘူးပေါ့ဒါပေမဲ့အခုလိုစေကတော့ Middle East နဲ့ပတ်သက်လာတဲ့နော်စီရေးကြီးတွေကတူတက်မှုတွေအများကြီးရှိတယ်ဆိုမှ Trump ကတော့ပြောတယ်ပေါ့နော် But we'll be stopping that whole situation. Yeah, please. That's 145% is very high, and it သူ will ကမင်းနေတယ်ပေါ့နော်ဘာဖြစ်လို့တရုတ်ကြီးက
အခုကောက်တာ145ထိကောက်တာလေ145ရာခိုင်နှုန်းထိဘာဖြစ်လို့ကောက်တာလဲအရန်မမင့်လွန်းဘူးလားဆိုမှမင်းနေ Trump ကတော့မှန်တယ်တဲ့အဲ့ဒီ145ဆိုတာအရန်မင့်လွန်းတယ်ဆိုမှ Trump ကတော့ပြောနေတယ်ဒါပေမဲ့တနည်းအားဖြင့်သူတို့က145တရုတ်ကိုလောက်တာကမင်းတို့နော်တက်နိုင်တော့ကျွန်တော်တို့လည်းတက်နိုင်တယ်ဆိုတဲ့အနေနဲ့သူတို့ကချပြတာပါဘောကျွန်တော်တို့ကဒီ USG ကတရုတ်ရဲ့ဒူးထောက်မှာမဟုတ်ဘူးဆိုတဲ့အထာကိုပြချင်လို့အဲ့လောက်အထိမြင့်တော့သူတို့ကလောက်တာပါ US က Won't be that high. Not going to be that high. It got up to there. We were talking about fentanyl, where various elements built it up to 145. No, it won't be anywhere near that high. It'll come down substantially, but it won't be. ဆိုတော့သူကပြောလာတယ် it will come down ပေါ့နော်အဲ့ဒီ145နဲ့ကျွန်တော်တို့ရှော့ချမှာပါဆိုတော့ Trump ကတော့ပြောနေတယ်ဒါပေမဲ့အဲ့ဒီအရေးကြီးကလည်းနော်အဲ့ဒီ fentanyl ဆိုတဲ့ဆေးဝါးကတရုတ်ကနေလာတာပေါ့နော်အဲ့ဒါ Trump ကအဲ့ဒါကြောင့်အခုလိုမျိုးတရုတ်အပေါ်မှာအခွင့်အရေးကြီးကောက်ခဲ့တဲ့အကြောင်းတစ်ခုပါနေတယ်ပေါ့နော် Zero. It used to be zero. We were just destroyed. China was taking us for a ride, and just not going to happen. It's not going to happen. ဆိုတော့အရင်တုန်းကတော့0ဖြစ်ခဲ့ဖူးတယ်ကွာတရုတ်နဲ့ US ကြားကုန်သွယ်ရေးကိစ္စကြီးက0ဖြစ်ခဲ့ဖူးတယ်ကွာဆိုတော့တရုတ်ကြီးကနော်ဒီမှာသွားပြီးမှအခွင့်အရေးတွေသွားယူပြီးမှ system အားလုံးကသူကပဲချောင်းကူလို့စားပလိုက်တာပေါ့ Be very good to China. Have a great relationship with President Xi, but they would make billions and billions and billions of dollars a year, and they would build their military out of the United States. ဆိုတော့ပြောနေတယ်ကျွန်တော်ကတရုတ်ရဲ့သမ္မတကြီးနဲ့ကောင်းတဲ့ဆက်ဆံမှုတွေရှိပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ကိုနော်အကုန်လုံးခြူစားတယ်ပေါ့နော်ကျွန်တော်တို့နိုင်ငံကနေအများကြီး percent က billion ယူပြီးမှဘာလို့လဲတိလားတရုတ်ရဲ့စစ်အားတူးတက်ပြောင်းလဲအောင်သူတို့ကလုပ်တယ်တီထောင်လာခဲ့တယ်ဆိုတော့ပြောလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအမြက်ကိုယူပြီးမှသူတို့ရဲ့စစ်အားတောင့်တင်းအောင်တီထောင်ခဲ့တယ်ဆိုတော့ပြောလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ဖက်ဆန်နဲ့တရုတ်ရဲ့စစ်အားတောင့်တင်းအောင်လုပ်ခဲ့တယ်ဆိုတော့သဘောပါ They made so that won't happen, but they're going to do very well, and I think they're going to be happy, and I think we're going to live together very happily and ideally work together. So I think it's going to work out very ဆိုတော့ well. Trump ကတော့ပြောနေတယ်အခုတရုတ်ကြီးနဲ့ညှိနှိုင်းဆွေးနွေးမဲ့အရေးကိစ္စကတော့အဆင်ပြေမယ်တရုတ်ကလည်းပျော်ရွှင်မယ်ကျွန်တော်တို့ကလည်းပျော်ရွှင်မယ်ပေါ့နော်ဒီနိုင်ငံတိတ်အောင်နေမယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ဆိုမှ Trump ကပြောလာတယ်ပေါ့နော် But no, it's at 145%. They will not be anywhere near that number. Oh, it's amazing what they've done on the borders. Thank you for the question, because honestly, it's one of the great successes. We have virtually nobody coming in illegally. We do have people coming in legally because we want people to come in, but we have nobody coming in through the border virtually. We were having hundreds of thousands of people a month come in under Biden, and they came in from prison. အဲ့ဒီနေဆက်ကိစ္စကိုသူကမင်းနေတယ်နေဆက်ကိစ္စကတော့အခုတော့လုံးဝလုံးချုံပြီပေါ့ကွာ Biden ခေတ်တုန်းကလူသိန်းနဲ့ချီပြီးမှခဏနော်တရားမဝင်နေနဲ့ဝင်လာလို့ရခဲ့တယ်ကို US နိုင်ငံကြီးမှာအခုကတော့တော်တော်လေးကိုလုံးချုံခဲ့ပြီပေါ့ကွာ Britain တို့ကြည့်ပြီးလာတော့မသိဘူး Biden ခေတ်တုန်းကနော်လူတွေကိုဘယ်လိုပြောမလဲလူတွေကို US မှာတရားမဝင်နေနဲ့ဝင်လာတဲ့ဗီဒီယိုတွေကိုကြည့်ဖူးလားတွားကြည့်ပါတနေ့မှာထောင်နဲ့ချီပြီးမှလေအော်ငားလေးလူပဲကွာတကုံဝင်လာခဲ့ကြတာကွာတော်တော်လေးကိုဟောဖြစ်ခဲ့တာကြောက်ကြကိုကောင်းခဲ့တာအခုကတော့လုံးဝဘယ်သူမှမဝင်နိုင်တော့ဘူးဘာဖြစ်လို့လဲသိလားအဲ့ဒီ US ရဲ့နေဆက်ဒေတာကြီးက US တပ်သားတွေကအကုန်လုံးအဲ့မှာအကင်းချထားခဲ့တာ drone ရေနော်အဲ့ဒီတပ်သားတွေတော့မှတာမန်တပ်သားတွေမဟုတ်ဘူးနော် Middle East ကတိုက်ပွဲမှာဝင်နေတဲ့စစ်သားတွေကြီးက US ဘော်ဒါကိုအကုန်လုံးလုံခြုံရေးယူပလိုက်တာကွာနော်အတူတူရဲ့တုံးပြုတ်နေတဲ့ drone တောင်မှလေဟိုတခါလေးကောင်းကင်ပေါ်မှာလွတ်မယ်ဆိုတော့မိုင်3-4မိုင်အထိဖန်ဆားနိုင်တဲ့ drone ကြီးတွေကိုတုံးခဲ့တာသူတို့ကဆိုတော့လုံးဝအကူလုံခြုံအောင်လုပ်ခဲ့တာပေါ့နော်အဲ့ဒီဘော်ဒါကြီးကတပ်သားတွေကအကုန်လုံးတာဝန်ယူပလိုက်တာအခုနောက်ပိုင်း US ဘော်ဒါကနေတရားမဝင်တဲ့ဝင်လာလို့တရားမှတွေ့မှာမဟုတ်တော့ဘူးနည်းနည်းလေးပဲတွေ့တော့မှာ They came in from mental institutions. They came in from gangs in Venezuela and other countries all over the world, not just South America. They were emptying their prisons into the United States. Venezuela emptied its prisons out, but many countries emptied their prisons into the Congo.
as an example in Africa, empty their prisons စီ into လူရဲ့တဘောကဗင်နီဇွဲလားကထောင်မှာနော်လူစုလူမြလူမိုက်တွေမရှိတော့ဘူးကွန်ဂိုအာဖရိကရဲ့ကွန်ဂိုမှာလည်းလူစုလူမိုက်တွေမရှိတော့ဘူးဘာဖြစ်လို့လဲဆိုအဲ့ဒီလူစုလူမိုက်တွေကကျွန်တော်တို့နိုင်ငံကိုအကုန်လုံးရောက်ခဲ့တယ်ဆိုတော့ပြောလာတယ်ပေါ့အဲ့ဒီတဘောပါ and we're getting them out, and I hope we get cooperation from the courts because we have thousands of people that are ready to go out, and you can't have a trial for all of these people. ဆိုတော့အဲ့ဒီသူတို့ဖမ်းထားတဲ့လူစုသမျှတွေအားလုံးကတရားရုံးကဘယ်လိုပြောမလဲအော်ဆိုပြီးမှစစ်ဆေးတာမျိုး trial ပေါ့လို့မရှိမှာမဟုတ်ဘူးပေါ့သူတို့ဖမ်းတာနဲ့ချက်ချင်းပုတ်ပလိုက်မှာသူတို့မိခင်နိုင်ငံကိုပုတ်ပလိုက်မှာပုံမှန်တော့အဖြစ်တော့လူတစ်ယောက်ကိုဖမ်းတယ်ဆိုတော့အရင်ဆုံးတရားရုံးကနားဆင်ပေးရတယ်ကွာဖာအဲ့ဒီသူတို့နိုင်ငံမှာပူတင်လာမပူတင်ဘူးလားဆိုတော့နားဆင်ပေးရတယ်တော့အဲ့ဒါမျိုးက trial လို့ခေါ်တယ်ပေါ့နော်အခုက Trump ကပြောထားတယ်အခုကျွန်တော်တို့ဖမ်းထားတဲ့လူစုသမျှတွေကအဲ့လိုမျိုးတရားရုံးမှာနားဆင်တာမျိုးမရှိတော့ဘဲနဲ့ချက်ချင်းပဲ direct နဲ့နော်တရားရုံးပုံမတက်ဘဲနဲ့သူတို့နိုင်ငံကိုပုမယ်ဆိုတော့ပြောလာတယ် It wasn't meant, the system wasn't meant, and we don't think there's anything that says that. Look, we are getting some very bad people, killers, murderers, drug dealers, really bad people, the mentally ill, the mentally သူ insane. တို့ပြောတဲ့ဥစ္စာကတော့လုံးဝတကယ်လူစုကြီးပဲလူတက်ကောင်းတွေမတင်းကောင်းတွေမွေးဆေးဝါးကောင်းတွေစိတ်မမှန်တဲ့ကောင်းတွေကိုပဲကျွန်တော်တို့နိုင်ငံကနှင်ထုတ်တာဆိုတော့ပြောလာတယ် They emptied out insane asylums into our country. We're getting them out, and a judge can't say, no, you have to have a trial, but let's... ဆိုတော့တရားသူကြီးကလည်းအဲ့လိုမျိုးပြောလို့မရဘူးပေါ့ကွာဒီကိစ္စကဒီတိုင်းမပူပေးနဲ့เนาะ trial ရှိတင်တယ်တရားအရင်ဆုံးစီရင်တင်တယ်ဘာညာတော့မရှိတင်ဘူးပေါ့သူတို့ကချက်ချင်းမပူတော့ပဲပေါ့ years, and we're going to have a very dangerous country if we're not allowed to do what we're entitled to do. ကျွန်တော်တို့တာလူမလို့ဘူးဆိုတော့ကျွန်တော်တို့နိုင်ငံကလုံးဝကိုအန်ဒရီကြီးတဲ့နိုင်ငံတွေနဲ့ဖြစ်သွားလိမ့်မယ်ဆိုတော့ပြောလာတယ် We've stopped. Everybody admits, even the radical left, we have got the strongest border we've ever had. Even stronger than what I had for 4 years. We had a great border. We solved the ဟုတ်တယ်ဒါကတော့လုံးဝ democratic ပဲဖြစ်ဖြစ် republican ပဲဖြစ်ဖြစ်နှစ်ပါတီလုံးကသဘောတူတဲ့ကိစ္စကြီးဖြစ်တယ် border ကတော့လုံးဝလုံးခြုံလာပြီကွာပထမအတုပ်တုံးထက်ဒီတစ်ခါကပူလို့ခြုံလာတယ်ဆိုမှ Trump ကတော့ပြောနေတယ်ပေါ့နော် It's a tad stronger, which is, I don't know if that's disappointing or not to me. I beat my own record, but I appreciate the question. Thank you, Daniel. Well, thank you, Daniel. The question is about prices. The prices are going down, not going up. One of the big things is energy is going down. I see that we had a couple of states where gasoline was at $1.98. ခုနသူမေးတဲ့ကိစ္စကြီးကအမေရိကန်ရဲ့ကုန်စည်နှုန်းကိုသူမေးနေတာပေါ့နော်ဆိုတော့ကုန်စည်နှုန်းကခုနပိုင်းချလာတယ်ဒီအထူးသဖြင့်စွမ်းအင်တွေကိုချလာတယ် gas တွေကနော်ခုတကလာမှာဆိုတော့ဒေါ်လာတစ်ချက်နဲ့ကူပြားလောက်ထိချလာတယ်ပေါ့ကွာ Nobody thought they'd see that for years, maybe. Soဒီကိစ္စကလူတွေကဖြစ်နိုင်မလို့မထင်ကြဘူးပေါ့ဒါမဲ့တကယ်ဖြစ်တယ်ပေါ့ Opened up our drilling. We have more product now for sale, and we're also going to be selling outside of the country to a large extent. သူတို့ကပြောလာတယ် Trump ကတော့ပြောလာတယ်ကျွန်တော်တို့ခု US မှာရှိနေတဲ့ the season တွေကိုသူတို့က drilling လုပ်မယ်နော်သူတို့မှာရှိနေတဲ့ season တွေကိုတူးဖော်တော့မယ်ပေါ့ကွာပြီးတော့ US မှာရှိနေတဲ့ product တွေကိုကျွန်တော်တို့ကတခြားနိုင်ငံမှာပြန်ရောက်တော့မယ်ဆိုမှပြောလာတယ် It's going to bring down our deficits, largely going to bring down our deficits, but ဆိုတော့အဲ့လိုလုပ်ချင်းအဖြစ်ပေါ့နော်သူတို့ရဲ့ထွက်ငွေကိုတက်တောင်လုပ်မယ်ပေါ့နော် deficit ဆိုတာကထွက်ငွေပေါ့ကွာ you remember my first week, I was standing here, Paul, and they were screaming about eggs. The cost of eggs have gone through the roof. They were up like 500%. သူကတော့ခဏပြောနေတယ်ပေါ့နော် Trump ကအဲ့ဒီကျုပ်ဈေးကိစ္စကြီးကိုခဏပြောနေတယ်ပေါ့နော်ခင်ဗျားတို့မမိသေးလားတဲ့ကျွန်တော်ပထမပတ်တုံးကရုံတက်တာတစ်ပတ်တောင်မကြသေးဘူးပေါ့နော်အဲ့ဒီကျုပ်ဈေးတက်တာကိုပဲကျွန်တော်အစ်မှာတကုံလာអော်ကြတယ်ဆိုမှ Trump ကပြောတယ်ပေါ့ဒီကိစ္စကသူအမေးတမ်းပြောနေတယ်ပေါ့နော်အခုကျုပ်ဈေးကလည်းကျနေတယ်ပေါ့ကွာ Like 4 or 5 times. And we won't have eggs for Easter, they were saying. There will be no eggs. You can't order eggs. They wanted to put plastic in the shape of eggs. Well, yesterday we had 48,000 people at the Easter hunt
they call it the Easter roll at the White House. And we had all eggs, and as you know, the cost of eggs has come down like 93, 94. အဲ့ဒီအောင်သူထွန်းကမကြသေးဘူးကျုပ်ဈေးက9ချက်ဆိုမဟုတ်ဘူးခင်ဗျားတို့နေတဲ့နေရာကနေမူတည်လိုက်မယ်ဆိုတော့ခင်ဗျားကဒီ US မှာကွာ state 50ရှိတယ်ကွာအဲ့ဒီ state 50မှာဈေးတွေဘယ်လောက်ထိဖြစ်မယ်ဆိုတော့ဒီတိုင်းပြောလို့မရဘူးကွာခင်ဗျားနေတဲ့နေရာခင်ဗျားနေတဲ့ state ကကြီးရင်ကြီးမှာပေါ့နော်သူက generalize အဖြစ်ပြောတာပါဆိုတော့နော် state ချင်းကတူချင်မှတူမှာဆိုတော့ကုနိုင်ငံကဈေးကုနေတဲ့ state ကြီးကဈေးမကျဘူးဈေးမဖြစ်ဘူးဆိုတာနဲ့တနိုင်ငံလုံးဈေးမကျဘူးဆိုတဲ့သဘောမျိုးတော့မဟုတ်ဘူးပေါ့ကွာဒါကတော့ you know better than me right 4% since we took office, and they're pretty much normally priced now. Great job, Secretary of Agriculture Brooke Rollins did a very good job. But groceries have come down. ဆိုတော့အခုပရိသတ်တွေကပြောနေတယ်မကြဘူးလို့ပြောနေကြတယ်ပေါ့နော်အဲ့ဆိုတော့ US ရဲ့သမ္မတကြီးကလင်ပြောတဲ့သဘောလားပြီးတော့ Imperial ကလင်ပြောတဲ့သဘောလားပြီးတော့အခုဒီကိစ္စကြီးက US စီးပွားရေးသမားတွေကလည်းပြောလာတယ်ကွာနော်တချို့တလေတော့ဈေးတက်တာတော့ရှိတယ်တချို့တလေတော့ဈေးကျတာတော့ရှိနေတယ်ကွာဆိုတော့ဒါဆိုတော့မင်းတို့ပြောတဲ့ပုံစံတော့သမ္မတကြီးကလူလင်ပေါ့နော်ဟိုကဒီ Imperial ကြီးကအလူလင်ကြီးပဲပေါ့နော်ပြီးတော့စီးပွားရေးသမားကြီးကလူလင်ကြီးပဲဖြစ်နေတယ်ပေါ့နော်ဆိုတော့ I don't know how guys ကျွန်တော်ကြည့်မယ်ဆိုတနိုင်ငံလုံးရဲ့ GDP အနေထားနဲ့ကျွန်တော်သွားကြည့်မှာခုနေတဲ့ state အနေထားနဲ့သွားမကြည့်တင်ဘူးပေါ့နော်ဆိုတော့တချို့တနေမှာစီရချနေတယ်တချို့တနေရာမှာမကြဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အနေထားကမတူကြဘူးဘာဖြစ်လို့လဲခု state ပုံမှာလေချက်ချက်ကဘယ်လောက်များလဲပေါ့နော်နော်ဟို state ကချက်ချက်ကဘယ်လောက်နေလဲပေါ့နော်အဲ့လိုလေးရှိနေကြတယ်ပေါ့ It's all coming down. The only thing that hasn't come down but hasn't gone up much are interest rates, and we think the Fed should lower. အဓိကကတော့တော်တော်များများကတော့ဈေးကျလာမယ်ပေါ့နော်တော်အခုမကြိုက်တော့မှတဖြည်းဖြည်းနဲ့ကျလာမယ်ထင်တယ်။ဘာကျွန်တော်ထင်တယ်အခုဟိုလုံခဲ့တဲ့တစ်ပတ်တုန်းကလည်းအဲ့ဒီအချက်ဥဈေးက80 point something ကျလာတယ်လို့ပြောတယ်။အခုကမကျသေးတာကပါလဲဆိုတော့ interest rate ဖြစ်နေတယ်။ကျွန်တော်တို့အင်ဝေးတယ်ကားဝေးတယ်ဆိုတော့ interest rate ကများတာကိုအဲ့ဒီ interest rate ကအခုDonald Trump က interest rate ကိုကျဖို့တောင်းဆိုလာတယ်။ဒါမဲ့ဘယ်သူကမကြိုက်တာလဲသိလား။အဲ့ဒီဘာနဲ့ပတ်သက်လာတဲ့လူကြီးတယောက်ကမကြိုက်ဘူးဖြစ်နေတယ်။အဲ့ဒါပြဿနာအဲ့ဒီနေရာမှာကွန်တက်နေကြတယ်ဆိုတော့ကွာအခုမကြသေးတာအဓိကသူတို့ fix ဖို့စီစဉ်ထားတဲ့ဥစ္စာက interest rate ဖြစ်နေတယ်အဲ့ဒီ interest rate က US တနိုင်ငံသားအလုံးတို့အရေးပါနေတဲ့ကိစ္စတစ်ခုကြီးဖြစ်နေတယ်ဆိုတော့ Trump ကပြောတယ်ကဲကျွန်တော်တို့ interest rate ကိုကျအောင်လုပ်ရအောင်ဆိုပြီးမှ Trump ကပြောနေတယ်ပြဿနာကအဲ့ဒီဘန်နဲ့အဲ့ဒီဘန်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဘန်ကလူကြီးတယောက်ကမကြိုက်ဘူးဖြစ်နေတယ်အဲ့ဒါကြောင့် Trump ကပြောနေတယ်သူမကြိုက်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒီကောင်ကိုအလုပ်ဖြုတ်လို့ရတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ဖြုတ်မှာမဟုတ်ဘူးပေါ့ဒါမဲ့ဒီသူ့ကိုကြက်ခိုင်းအောင်လုပ်မယ်ဆိုမှပြောလာတယ်ပေါ့နော်ဆိုတော့ interest rate ကလည်းမကြခင်တော့ကျမယ်ထင်တယ်ဒါမဲ့အခုထိတော့မကြသေးဘူး Trump ကိုယ်တိုင်ကလည်းပြောနေတယ်အဲ့ဒီ interest rate ကအစကလည်းကျအောင်ကျွန်တော်တို့ကြိုးစားနေတယ်အစီမပြေသေးဘူးဆိုမှသူကလည်းပြောနေတယ်ပေါ့နော် We think that it's a perfect time to lower the rate. We would like to. ဆိုတော့ဒီချိန်ကလုံးဝကောင်းတဲ့ချိန်ဖြစ်နေတယ်ဒီ rate ကို interest rate ကျခိုင်းဖို့ကောင်းတဲ့ချိန်ဖြစ်နေဆိုပြောလာတယ် Or on time as opposed to late. ဆိုတော့အောင်မြင့်ထွန်းကခုနပြောတယ်နော်ကျွန်တော်တို့ state ခင်ဗျားတို့နေရာမှာအကျုပ်ဈေးမကျဘူးပေါ့နော်အခု comment မှာတချို့ product တွေကဝင်ပြောနေတယ်ကျွန်တော်တို့ state ကအကျုပ်ဈေးရကျလာတယ်ဆိုပြောကြတယ်ဆိုတော့အဲ့ဒါကျွန်တော်ဆိုလို့ချင်တဲ့ဥစ္စာဆိုတော့ state ချင်းကမတူကြဘူးပေါ့နော်ခုနအောင်မြင့်ထွန်းကပြောနေတယ်ဒါစီရင်လေးမတက်ဘူးဒါစီဇေးတွေလည်းမကြဘူးကျဥစီတွေလည်းမကြဘူးလို့ခင်ဗျားတို့ပြောတယ်ခင်ဗျားပြောတယ်နော်အခုမ comment မှာဝင်ရေးကြပါအောင် comment မှာဝင်ကြည့်ပါအောင်တခြားပရိသတ်တော်များများကသူတို့ state မှာဒါစီဇေးကြတာတို့ကျဥဈေးကြတာတို့ပြန်ရေးကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါမတူကြဘူးပေါ့နော် Late's not good. I don't want to talk about that because I have no intention of filing. So late ဆိုတာကခုနဘန်ရဲ့တာဝန်ရှိပုဂ္ဂိုလ်ကြီးဖြစ်နေတယ်ဆိုတော့ Trump ကတော့သူ့ကိုအလုပ်ဖြုတ်ဖို့ရအတွက်ရည်ချက်မရှိပါဘူးဆိုမှပြောနေတယ်ပေါ့နော်အဲ့ဒီ late မှာအဲ့ဒီ late ဆိုတာဘန်ကိစ္စဖြစ်လာဘန်မှာလူကြီးတယောက်ဖြစ်နေတယ်သူက interest rate ကိုမကြက်ခိုင်းစေချင်ဘူးကွာဒါ Trump ကတော့တော်တော်လေးစိတ်ညစ်တယ်ပေါ့ဒါမဲ့
ဒါဆိုတော့သူက interest rate ကိုမချက်ခိုင်းဘူးဆိုတော့အလုပ်ဖြုတ်မှာလားသူကိုပြောနေတယ်မဟုတ်ဘူးကျွန်တော်ကအလိုက်ကိုဆက်ကြည့်တာမဟုတ်ဘူးကျွန်တော်ကလည်းသူ့ကိုအလုပ်ကလည်းဖြုတ်မှာလည်းမဟုတ်ဘူးပေါ့ဒါပေမဲ့အဲ့ဒီကိစ္စကိုကျွန်တော်မပြောချင်ဘူးဆိုမှသူပြောတယ်ပေါ့နော် doing something to launch across the country, giving them some kind of bonus for them to have a child. Are you considering that, or is it just... Sounds like a good idea to me. Yeah, please. You have no intention of firing Ron Powell because here, Attorney Barker got massive. A few days ago said that you and people in the White House are studying this idea of possibly reports Trump has. You have any plan on doing it? None whatsoever. Never did. The press runs away with things. No, I have no intention of firing him. I would like to see him. ဆိုတော့သူပြောတယ်အခု interest rate နဲ့ကိစ္စနဲ့ပတ်သက်ပြီးမှသူပြန်ပြောလာတယ်ပေါ့အဲ့ဒီဘန်ရဲ့လူကြီးတယောက်ကိုDonald Trump ကအလုပ်ဖြူတော့မယ်လို့ပြောနေကြတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုတော့ပြန်မေးတယ် Trump ကတော့သတင်းမီဒီယာတွေကဖွက်ပြီးရေးတာပဲကျွန်တော်ကသူ့ကိုအလုပ်ဖြူဖို့ရတော့ရည်ရွယ်ချက်မရှိပါဘူးဆိုတော့ပြန်ဖြေလာတယ်ဘာဖြစ်လို့လဲ Trump ကဟိုတစ်ခါတော့ကပြောတယ်ကွာ if I want him gone no he can be gone ဆိုမှပြောနေတယ်ကျွန်တော်ဒါသူ့ကိုအလုပ်ကလည်းဖြုတ်ခိုင်းစေချင်တယ် तू ကအလုပ်ဖြုတ်တာကြာပြီဆိုတော့ပြောခဲ့ဖို့တာရှိတယ်ကွာဒါပေမဲ့အဲ့ဒါကိုသတင်းမီဒီယာတွေကဖွက်ပြီးရေးနေကြတယ်ပေါ့ဒါပေမဲ့ Trump ကပြောနေတယ်ဘူးကျွန်တော်ကသူ့ကိုအလုပ်ဖြုတ်ဖို့စဉ်းစားဖို့ဆိုမှပြောလာတယ်ပေါ့နော် Be a little more active in terms of his idea to lower interest rates. Just a perfect. ဆိုတော့ကျွန်တော်လူချင်တာကသူ့ကိုနော် active ဖြစ်ဖို့ရလိုအပ်တယ်ဒါတက်ကြောလို့ရှာအလိုလို့ဖို့ရတော့ကျွန်တော်ကသူ့ကိုလိုဖြစ်စေချင်တာပါပေါ့နော်ဆိုတော့ interest rate ကို lower တင်တယ်ကြာခိုင်းတင်တယ်ဆိုတော့ပြောလာတယ် to lower interest rates. If he doesn't, is it the end? No, it's not. But it would be good timing. She could have taken place earlier. ဆိုတော့ခင်ဗျားတို့ကွာအဲဒီမှာ US မှာရှိနေတဲ့ပုံလာတော့စဉ်းစားကြည့်ပါကွာ Trump ကတော့ interest rate ကိုတော့အရန်ကြက်ခိုင်းစေချင်တာဒါမဲ့ဘာနာလူကြီးကမကြက်ခိုင်းစေချင်ဘူးအဲ့ဒါကပြဿနာဖြစ်နေတယ်ဆိုတော့ Trump ကတော့ပြောနေတယ်သူကမကြက်ခိုင်းဘူးဆိုတော့ဒါကဇလန်ကပြီးဆုံးသွားပြီလားပေါ့မဟုတ်ပါဘူးပေါ့ဒါပေမဲ့ဒီအချိန်ဒီအခါက interest rate ကြက်ခိုင်းမယ်ဆိုတော့အကောင်းဆုံးအချိန်အခါဖြစ်လိမ့်မယ်ဆိုမှတော့ Trump ကတော့ပြောနေတယ်ပေါ့နော်ကဲနော်ဘိုဒီ US မှာရှိနေတဲ့ဘိုလာတို့တငယ်ချင်းတို့ရေဒါကတော့တော်တော်လေးတော့ခင်ဗျားတို့တော်စင်ခုံမှုကြီးတစ်ခုဖြစ်လာတယ်ပေါ့နော်Trump ကိုတော့သွားပစ်တင်လို့မရတော့ဘူးပေါ့နော်အဲ့ဒီ back ရဲ့လူကြီးကိုပဲပစ်တင်လို့အပစ်တင်ထိုက်ပြီပေါ့နော်တော်တော်လေးတော့စိတ်မကောင်းဘူးပေါ့ကွာ But no, I have no intention to fire him. I don't know how I do that. That doesn't matter. When do you say we have seen documents? Which documents? You have seen files? I don't know. I'll speak to the Attorney General about that. I really don't know. I know that we've done the RFK, the Kennedy, Martin Luther King is out there very shortly, so we'll find out. ဒီကိစ္စကတော့ JFK အကြောင်းပြောပြတာပါ JFK ကတော့ we're doing them in full transparency, when we did JFK အသက်ခံရတဲ့ဟိုးအရင်တော့ကသမရပေါ့နော်အသက်ခံရတဲ့ကိစ္စအကြီးကိုသူတို့ကအကုန်လုံးဘီတူလူထုတစ်ကမ္ဘာလုံးသိအောင်ချပြခဲ့တယ်ပေါ့နော် JFK, people would say, oh, maybe it wasn't all, it was all. And people actually went up to the office. ဒီကိစ္စကလည်းသူတို့က full transparency ရှိချင်လို့ပေါ့နော်ကျွန်တော်ဒီ government ကြီးကလုံးဝပွင့်လင်းမြင်သာမှုရှိတဲ့ government ကြီးတစ်ခုဖြစ်တယ်ဆိုချပြချင်လို့ကျွန်တော်တို့ကလည်းဒီကိစ္စကိုချပြတာဆိုပြောလာတယ်ပေါ့နော်အမှဆိုတော့ဒီ JFK အသက်ခံရတဲ့အကြောင်းရင်းကအရင်တော့အစိုးရကလုံးဝကိုမချပြချင်တဲ့ကိစ္စကြီးဖြစ်လာတယ်ကွာအခု Trump တက်မှာပဲကိုလုံးချပြပလိုက်တယ် And they looked at some things that were, not really easily available, and they were amazed that we gave it all. And I don't know if it solved any problems for people. People still have questions one way or the other, but But 100% of all of these documents are being delivered. Yeah, please. Mr. President, you said you're ultimately going to make a deal with China, but where do things stand right now? Have you talked I think my relationship with President Xi is great. It's been great for a long time. We've had a very good relationship, and I think we'll make a deal with China. If we don't make a deal, we'll set it. We'll just set the number, and think they'll. ဆိုတော့ Trump ကတော့ပြောနေတယ်တရုတ်နဲ့ဒီကုန်သွယ်ရေးစစ်ပွဲကြီးကကမ်းလှမ်းမှုတစ်ခုညှိနှိုင်းမှုတစ်ခုတော့လုပ်မလို့ကျွန်တော်မျှော်လင့်တယ်ဒါပေမဲ့မလုပ်နိုင်ဘူးဆိုတော့ကျွန်တော်တို့က we just set the number ပေါ့နော် number ကိုကျွန်တော်ကန့်တတ်ထားတော့မယ်ဆိုပြောလာတယ် Part of the United States, we're doing great. We're gonna. ဆိုတော့နော်ကျွန်တော်တို့ကတော့ SCP ပါတယ်ဆိုတော့ Trump ကတော့ပြောလာတယ် This is the golden age, as Paul said. We're talking about the golden age. There'll never be a time like this, in my opinion. And China wants to be a part of that too.
alright ကဲဒီနေရာမှာတစ်ချက်လောက်ရှင်းပြချင်တယ်ဘောနော်ဒါကတော့အဆုံးသက်ပါတရုတ်နဲ့ US ကြားကပါလဲဆိုတော့တချို့လူတွေကပြောနေကြတယ်ဒီကုံတူရဲ့စချီကဘေကနယ်ဇလန်ဆုံးမှာလဲတော့ပြောနေကြတယ်ဘောနော်အခု Trump ကပြောတဲ့အတိုင်းပါပဲတရုတ်နဲ့ညှိနှိုင်းဖို့သူတို့ကအစင်ပီမလို့တော့မျိုးလင်းထားတယ်လို့ပြောတယ်နော်ဒါပေမဲ့အစင်မပီဘူးဆိုတော့ we just set the numbers Trump ကပြောခဲ့တယ်အစီမပီဘူးစတော့ကဲဆိုမှအဲ့ဒီခုနကျွန်တော်တို့ပြောနေတဲ့145ဆိုတာကလည်း Trump ကတော့အရင်မြင်လို့နေတဲ့သူကိုယ်တိုင်ကလည်းပြောနေတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ145တာဖြစ်နေဆိုတော့အတိတ်မရှိတော့ဘူးဈေးကအကုန်လုံးကြီးကုန်မှာဆိုတော့ဘယ်သူကမှလည်းဝေမှာမဟုတ်ဘူးလို့ဆိုတော့ Trump ကတော့ပြောနေတယ်ကျွန်တော်တို့တရုတ်နဲ့ညှိနှိုင်းမှုအစီမပီဘူးဆိုတော့ကျွန်တော်တို့က we just set the number ပေါ့နော်ကျွန်တော်တို့ကအခု30 50သူတို့ကအဲ့ဒီ number ကိုဒီတိုင်းထားလိုက်တော့မယ် setting လုပ်တော့မယ်ပေါ့နော်သူတို့ကဒီတိုင်းပထားလိုက်တော့မယ်တရုတ်ကရောင်းဝေပေါ့ကွာအဲ့လိုမျိုး set လုပ်တော့မယ်ဒါမဲ့ US ဖက်ကတော့တရုတ်မပါဘဲနဲ့ကျွန်တော်အစီပီတယ်ပေါ့ဆိုတော့ကျွန်တော်တို့ကအခု golden age ဖြစ်နေတယ်ဆွေရောင်ခက်ကြီးရောက်နေတယ်အဲ့ဒီမှာတရုတ်ကလည်းကျွန်တော်တို့ရဲ့ဆွေရောင်ခက်ကိုနော်ပါပြီးမှမိချီမှာပဲဆိုပြီးမှ Trump ကတော့ပြောလာတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်နဲ့အစီမပီဘူးဆိုရင်ကျွန်တော်တို့က line တွေဆွေးထားမယ်နော် line တွေဆွေးထားမယ်အဲ့ဒီ line တွေဆွေးထားပြီးတော့ကျွန်တော်တို့ဘာသာကျွန်တော်အသက်ရှင်တော့မယ်ကျွန်တော်တို့ဘာသာကျွန်တော်တို့ US မှာပဲအကုန်ထုတ်လို့ရေလို့တော့မယ်အိန္ဒိယမှာတော့ပြီးမှအိန္ဒိယနဲ့နော်ပူးတွဲပြီးမှလုပ်တော့မယ်ပေါ့တရုတ်မပါပင်းနဲ့ပဲကျွန်တော်တို့ကအကုန်လုံးလုပ်တော့မယ်လှုပ်ရှားတော့မယ်ဆိုတဲ့သဘောပါဆိုတော့တရုတ်နဲ့အစီမပီဘူးဆိုရင်အပြည့်အပိုင်လမ်းခွဲတော့မယ်သူတို့က boundary တော့ဆွေးထားမယ်အဲ့ဒီ boundary set number လုပ်မယ်အမတရုတ်ကသူလူချင်းနေဆိုတော့ဝေမယ်ရောင်းမယ်ပေါ့မလူချင်းမှုဆိုဒီတိုင်းထားလိုက်တော့မယ်တော့နဲဒါပါပဲအစီပီဘူးဆိုတော့အပြည့်ပိုင်လိုက်ခွဲတော့မယ်ဆိုတဲ့သဘောပါဒါပေမဲ့အစီပီမလို့တော့သူတို့မျိုးလင်းထားတယ်ပေါ့နော် that's it beautiful people ဒီလောက်နဲ့ပဲကျွန်တော်နားပြရစေကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျမိရဆိုရင်နော်ဘ ഹു တုဒတွေရတယ်နော်လုံးဝနောက်ဆုံးupdate ဖြစ်နေတဲ့သတင်းတွေရတယ်လို့ခန်းစားမိတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အားပေးလို့ရပါတယ်ကျွန်တော်ကအမေရိကန် YouTube ကနေပဲ sharing လုပ်တယ် YouTube live ကလည်း sharing လုပ်တာပုံများတယ်ပေါ့နော် so thank you so much for watching beautiful people I love you guys take care God bless I'll see you soon bye bye